ပြောင်းမွေးမြူရေးတယောက်ဟာမြန်မာကုံဆောင်အိကွန်ဖြတ်လာပုံ2003ခုနှစ်မှာအောင်လကမိသားစုကိုထားခဲ့ပြီးတော့ USA မှာကိုလိတ်တွားတဲ့ပေါ်ရခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရပါတယ်။သူကကျောင်းဝအတွင်းအားကစားခမအတွင်းမှာလေးလာနဲ့အိတ်လုံးကိုကန်ချီရန်အတန်းဖို့တူနဲ့ရင်းနှီးခဲ့ပြီးတော့မချမီမှာသူဝါသနာပါတဲ့ကိုခံမယာကိုတွေ့ရှိခဲ့ပါတယ်။အောင်လက2009ခုနှစ်မှာဘွဲယူခဲ့ပြီးတော့ MMA တင်တန်းတက်နေစင်မှာပဲဒီရွှေပြောင်းမွေးမြူရေးအလုပ်ထဲကိုဝင်လုပ်ခဲ့ပါတယ်။ဒီနေ့ခွဲကြပြီးနောက်ပိုင်းမှာသူကကမ္ဘာချန်ပီယံဖြစ်ဖို့သူ့ရဲ့အိမ်မက်ကိုအကောင့်တွေဖို့သူ့ရဲ့ပုံမှန်အလုပ်ကနေထွက်ခဲ့ပါတယ်။သူ့ရဲ့15ကြိမ်မြောက် professional ပြိုင်ပွဲကိုနိုင်ပြီးတဲ့နောက်ပိုင်းမှာအောင်လအဆောင်ဟာ2014ခုနှစ်အတွင်း1 champion ကိုဝင်ရောက်ခဲ့ပြီးသူ့ရဲ့ပထမဦးဆုံးပြိုင်ပွဲ4ဦးကိုအနိုင်ယူပြီးကျော်ဖြတ်ခဲ့ပါတယ်2019ခုနှစ်မှာတမိုင်းဝင်အောင်စ조사ခဲ့ပြီးမြန်မာပထမဦးဆုံး MMA ချန်ပီယံဖြစ်လာခဲ့ပါတယ်လအနေငယ်ကြာပြီးတဲ့နောက်ပိုင်းမှာသူဟာနှစ်ထပ်ကွန်းကမ္ဘာချန်ပီယံဖြစ်လာခြင်းဖြင့်သူ့ရဲ့အမွေကိုခိုင်မြဲစေခဲ့ပါတယ်ယခုကအောင်လဟာ1 night fight တာဒီစိတ်မှာအကောင်းဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ပေါ်ထွက်လာပြီးတော့ဇဘတ်တန်ကပစ္စတန်နဲ့ရှင်မြန်ကစားတဲ့သူ့ရဲ့ကစားသမားပွဲစားကြောင်းမှာနောက်ဆုံးအကျင့်အဖြစ်ကွန်သေးကိုဝင်ရောက်လာခဲ့ပါတယ်သူဟာဒီပွဲကိုအနိုင်ယူပြီးသူ့ရဲ့ကစားသမားဘဝကိုအနားယူသွားခဲ့ပါပြီရှစ်ဆက်ရမယ့်ဘဝခရီးမှာတင်းရဲ့မိသားစုအားလုံးနဲ့တူဖျားသခင်အစဉ်အမြဲရှိနေပါစေတော့အမြဲကုန်ယူလေးစားလက်ပါ